Hello အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ base ပန်းချန်ကျေးဇူးပါတယ်ဟုတ်ကဲ့ညီမတို့ channel လေးမှာဆိုရင်ခုပန်းလေးတွေလည်းအများကြီးပွင့်လာပါပြီပန်းလေးတွေကဒီလိုမျိုးအကြီးလေးတွေလည်းပွင့်လာပါပြီဒီဟာတွေအကုန်လုံးကခေါင်းဆိုင်လေးတွေပါညီမတို့ကိုမေးတယ် customer တွေကဘယ်လိုမျိုးပန်းရွက်စားဖို့ပန်းရင်လှလဲဆိုပြီးတော့မေးပါတယ်ရှင်ညီမတို့ပန်းထွက်ခါစားမှာဆိုရင်တော့ပန်းထွက်ကလည်းနဲတယ်ပန်းသားလေးတွေကလည်းသေးတယ်အဲ့ဒီအတွက်စိုက်တွေကိုအရင်ခွဲရပါတယ်ရှင်ဘယ်လိုပြောမလဲအသေးလေးတွေနဲ့အကြီးနဲ့ဘန်နဲ့ခါကြရင်လည်းအသေးနဲ့ကြီးနဲ့ကြားမှာနည်းနည်းလွတ်နေတာမျိုးတွေပေါ့အများကြီးกว่าပါတယ်ဒါမဲ့ဒီကာလခု12လပိုင်းအစကနေစပြီးတော့ခုညီမတို့ဒီချိန်လောက်ဆိုရင်ပန်းအရန်ကိုပန်းတဲ့အချိန်ပါရှင်သစင်ပန်းရဲ့ဈေးနှုန်းလေးတွေကလည်းပို့ပြီးတော့အဆင်ပြေလာတယ်ပန်းသားလည်းလုံးဝအလှဆုံးအချိန်ကိုရောက်လာပါတယ်ညီမတို့ဆိုင်မှာရောင်းတဲ့ပန်းလေးတွေကိုညီမတို့ဒီ channel မှာပွင့်တဲ့ပန်းလေးတွေကို customer တွေကမေးကြတယ်ညီမတို့ကအခက်လိုက်လိုချင်တဲ့လူဆိုလဲအခက်လိုက်ရောင်းတယ်အခက်လိုက်ကကြတော့ဘလို့လူတွေပန်များလဲဆိုတော့customer တွေကကိုကအခက်နည်းနည်းလေးပဲပန်ချင်တယ်အကြီးပဲပန်ချင်တယ်ဆိုရင်လဲညီမတို့ရောင်းတဲ့ site ကလေးတွေက9000ကနေစပါတယ်အခက်သေးလေးတွေဆို9000အခက်သေးဆိုတာဘယ်ရွယ်လောက်ရှိလဲဆိုရင်ဒီလိုမျိုးအရွယ်လေးတွေပေါ့နော်ဒီအရွယ်လေးတွေဆိုရင်9000 site ပါဒီလိုမျိုးအရွယ်လေးတွေဆို9000 site ဒါဆိုရင်ညီမတို့လက်တဖွားစာလောက်ရှိပါတယ်ဒါလေးတွေဆို9000 site ပါပြီးတဲ့အခါကျရင်ဒါကြီးတွေဆိုရင်ခေါင်း site ပါရှင်ခေါင်း site ဆိုတာကတော့ဒီလိုမျိုးလက်တဖွားထက်တာကြော်ပြီးတော့ဒီလိုမျိုးအရှယ်ကြီးပါဒါကမရှိဘူးဆိုရင်73လက်မှ14လက်မှလောက်ရှိပါတယ်ဒါကတော့ခေါင်းလေးတွေပါဒီ site ကလည်းခေါင်း site ပါဒီလိုမျိုးပန်းသားစိတ်နဲ့ဒီလိုမျိုးအရှယ်ကြီးတွေရပါမယ်ဒီဟာလေးတွေကတော့ခေါင်း site ပါခေါင်း site လေးတွေကတော့1000ခွဲ2000ဆိုပြီးတော့ခေါင်း site တွေရှိပါတယ်ဒါကတော့ပုံမှန် site လေးတွေပါပြီးတော့ညီမတို့ channel မှာဒီလိုမျိုးစိုက်အရွယ်လေးတွေဆိုလဲဒါကပုံမှန်စိုက်လက်လို့ခေါ်ပါတယ်ညီမတို့ကတစ်ခက်စီဝယ်တဲ့အခါကျရင်9000ကနေစပါတယ်9000 8000 1000ခွဲ2000ဆိုပြီးတော့စိုက်မျိုးစားရှိပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဘတ်ဂျက်လေးစစ်ဖြစ်မယ်ပန်ရတာလည်းလှတဲ့အရွယ်အစားမျိုးကိုပန်ကျင်နေဆိုရင်တော့ဒီလိုမျိုးဆက်ခက်ကလေးတွေကိုတတ်ခွဲထားတာရှိပါတယ်ဒီလိုမျိုးအကြီးတစ်ခက်ပါမယ်ဒီလိုမျိုးအလက်သေးသေးလေးတွေနဲ့ရောထားတာကို8000ကနေစပါတယ်8000 3သိန်းခွဲ2သိန်းဆိုပြီးတော့ပန်လို့ရပါတယ်ရှင်တို့သမီးကလွဲရင်တော့ဘယ်လိုပြောမလဲအများကြီးအကြီးခဲပန်တာမျိုးမဟုတ်ဘဲနဲ့အကြီးနဲ့အသေးနဲ့ဒီလိုမျိုးမျှဖန်တာကပို့ပြီးတော့ customer တွေအတွက် budget လည်းစစ်ဖြစ်စေတယ်ပို့ပြီးတော့လည်းဒီလိုမျိုးပေါ့ရေတကုံပုံစံပေါ့အမြင့်ကနေအနှစ်ကလေးတွေဒီလိုမျိုးပန်တာပို့ပြီးတော့လှတယ်လို့ညီမတို့ခံစားမိပါတယ်ရှင်ဟုတ်ကဲ့သစင်ပန်းဆိုတာမျိုးကဘယ်အချိန်မှာပန်သင့်လဲဆိုပြီးတော့အမြဲမေးပါတယ်ဒါပေမဲ့ဒီကာလဒီအချိန်ကတော့သစင်ပန်းပန်တဲ့ဆုံးပါရှင်တစ်ခါတလေကြရင်ကိုပွဲနဲ့သစင်ချိန်နဲ့မကိုက်တဲ့အခါကျရင်ဘလောက်ပဲပတ်စံအများကြီးပေးတယ်ဆိုတော့လဲပန်းမရတဲ့အခါမျိုးတွေရှိပါတယ်ပြီးတော့ညီမတို့ခု17လပိုင်းအစလောက်ကဆိုရင်ပန်းကဘတ်ဂျက်အများကြီးသုံးတယ်ဆိုရင်တော့ပန်းသားရဲ့အရန်လှတဲ့ပန်းရဲ့အရန်လှတဲ့အချိန်ကိုညီမတို့မမှီသေးပါဘူးရှင်ဒါကတော့ခုပန်းအရန်လှနေတဲ့အချိန်မှာဒီလိုမျိုးပန်းသားကြီးတွေအရှယ်ကြီးတွေနဲ့ပြုတ်သိပ်ပြီးတော့ဒီလိုမျိုးအရှယ်ကြီးတွေကိုရပါတယ်အသေးဆုံး site အရွယ်စားဆိုရင်တော့ညီမတို့ channel မှာဒီလိုမျိုးအသေး site လေးတွေဆိုရင်တော့ညီမတို့ကဒါဖျားတင် site ဆိုပြီးတော့ပန်တဲ့ထဲမှာတော့မရောတော့ဘဲနဲ့ဖျားတင် site အနေနဲ့ထည့်တဲ့အရွယ်လေးတွေဖြစ်သွားပါတယ်ဖျားတင် site ပန်းအိုးလေးတွေကိုလည်းညီမတို့ကအများနဲ့ရောင်းပေးပါတယ်ပန်းတွေကိုအများကြီး site ထားတဲ့အတွက်တစ်ခါတလေကြရင်ဖျားတင် site လေးတွေကိုလည်းညီမတို့ကတီးတန့်ခွဲထုတ်ပေးပါတယ်ပန်နဲ့ site ထဲနည်းနည်းလေးရော့ပြီးတော့သစင်ပန်းရဲ့အနက်သစင်ပန်းရဲ့လက်ဆက်မှုကိုရပြီးတော့ဖျားတင်ခြင်းတဲ့ customer တွေအတွက်ကိုလည်းတအိုးကို3000 5000ဆိုပြီးတော့လုပ်ပေးတာပါဒါမဲ့ပန်းအနှုံးနေပန်းကမလှတဲ့ဟာတွေကိုထည့်တာမျိုးမဟုတ်ဘဲနဲ့ပန်းရဲ့လှတဲ့အသေး site ကလေးတွေပန်တဲ့ site တဲ့ site လေးနည်းနည်းလေးငယ်သွားတဲ့ site တွေကိုဖျားပန်းအနေနဲ့အလှထိုးပေးတာပါရှင်အားလုံးကျေးဇူးတင်ပါတယ်ညီမတို့ပန်းလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့1ရက်2ရက်လောက်ကိုအနေဆုံးကြိုပြောပေးပါတခါတလေကျရင်ပန်းပြတ်တာရှိတဲ့အတွက်အရင်ရေးကြီးတဲ့ပွဲတွေဆိုရင်လည်းတစ်ပတ်လောက်ကြိုပြီးတော့ order လေးတင်ပေးပါရှင်ညီမတို့ channel ကတော့ဘိမျိုးပါဘိတ်ဒဇင်ပန်း channel ပါရှင်ဖုန်းနံပါတ်ကတော့3994233993 0856432224ပါအားလုံးကျေးဇူးတင်ပါတယ်ပွဲတိုင်းမှာဒဇင်ပန်းနဲ့လှပနိုင်ကြပါစေအားလုံးကျေးဇူးပါ